လောကရန်တရားလို့ပြောလိုက်တဲ့အခါမှာဘဝမှာကြီးမားတဲ့အပြောင်းလဲကြီးတွေကိုသာလေလူတွေကလောကရန်တရားလို့ထင်ကြတာအမှန်ကအဲ့လိုမဟုတ်ဘူးလောကရန်တရားဆိုတာအချိန်တိုင်းနေရာတိုင်းမှာတွေ့ကြုံနေကြတယ်ဒါလေးကိုအရင်နားလည်ရမယ်နော်လောကရန်တရားလို့ပြောလိုက်ရင်ဘုန်းဘုန်းတို့ရဲ့စိတ်ထဲကဘလို့အောက်မေ့သွားကြတာများလဲကောင်းတဲ့ဘက်မှာပဲဖြစ်ဖြစ်ဆိုးတဲ့ဘက်မှာပဲဖြစ်ဖြစ်အလွန်ကြီးမားတဲ့အပြောင်းလဲကြီးတွေအတွေ့အကြုံကြီးတွေကိုမှလောကရန်တရားလို့ထင်ကြတာအမှန်ကအဲ့ဒါလို့မဟုတ်ဘူးလောကရန်တရားဆိုတာနေရာတိုင်းမှာအချိန်တိုင်းမှာတွေ့ကြုံနေရတဲ့သဘာဝတွေအခုလဲလောကရန်တရားတွေ့နေတာပဲအခုဘာလောကရန်တရားတွေ့တာတော့လောကရန်တရား၈ပါးကိုစိတ်ထဲကရေတွက်ကြည့်လိုက်လေလာဘောအလာဘောကိုလိုချင်တာရတာရဲ့ကိုလိုချင်တာမရတာရဲ့ရသောအရသောအချမ်းရန်ရှိတာရဲ့အချမ်းရန်မရှိတာရဲ့နေနာပတန်တာကဲ့ရဲ့ခံရတာရဲ့ချီးမွမ်းခံရတာရဲ့တနည်းအားဖြင့်အဆိုးထင်ခံရတာရဲ့အကောင်းထင်ခံရတာရဲ့နောက်ဆုံးအတွေ့ရပါလေတော့ဒုက္ခဒုက္ခဒုက္ခဆိုတာကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းဒုက္ခဆိုတာကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းအဲ့လိုဆိုရင်အခုဒီအချိန်မှာဒီနေရာမှာဘလို့လောကရန်တရားတွေတွေ့နေတာတော့အ ਨੇ ဆုံးတော့ဒုက္ခဒုက္ခလောကရန်နောက်ဆုံးအတွေ့တွေကတခုခုတော့တွေ့နေရတယ်ချမ်းသာနေသလားဆင်းရဲနေသလားချမ်းသာတယ်ဆင်းရဲတယ်ဆိုတာလည်းပဲနှစ်ပိုင်းရှိတယ်ကိုယ်ရဲ့ချမ်းသာတာဆင်းရဲတာရဲ့စိတ်ရဲ့ချမ်းသာတာဆင်းရဲတာနော်ကိုယ်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာကတော့နော်ယောဂဖြစ်နေသလားဖြစ်မနေဘူးလားယာတိဥဒုကောင်းနေသလားကောင်းမနေဘူးလားကိုယ်စားတောက်ထားတဲ့အစာအာဟာရရဲ့ညီညွတ်မျှတမှုရှိသလားမရှိဘူးလားဒါတွေပေါ်မှာမူတည်တယ်ပေါ့နော်ကိုယ်ဤချမ်းသာခြင်းဆင်းရဲခြင်းဆိုတာစိတ်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတော့ဘယ်ပေါ်မှာမူတည်မှာတော့ကိုယ်ဘလို့စဉ်းစားတယ်လဲနှလုံးသွင်းတယ်လဲကိုယ့်ရဲ့အတွေးတွေပေါ်မှာမူတည်တယ်လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာတို့ဘလို့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်အောင်ရင်ဆိုင်ရမလဲအများစုကတော့လောကရန်တရားနဲ့တွေ့လာတဲ့အခါမှာမတည်ငြိမ်ကြတဲ့မအေးချမ်းကြတဲ့တော့တုံလှုပ်ကြတဲ့ပုံကိုယ်တွေပဲများတယ်ယာနှုံးပြီးတည်ငြိမ်သွားတာအေးချမ်းသွားတာကတော့ယဟန္တာဖြစ်မှာပဲရနိုင်တာသို့တော့ကိုယ်လည်းပဲကိုယ်အစဉ်လေးနဲ့ကိုယ်အတိုင်းတာလေးနဲ့ကိုထိုက်တဲ့လောက်တည်ငြိမ်မှုအေးချမ်းမှုရအောင်လုပ်မယ်ဆိုရင်ကောမဖြစ်ဘူးလားဖြစ်တယ်အမြဲတမ်းရွတ်ဆိုတဲ့နဲ့ပူဇော်တဲ့နဲ့စိတ်ထဲမှာနားလည်မှုနဲ့အမြဲတမ်းရွတ်ဆိုနေတဲ့နဲ့ဂါထာတစ်ပုဒ်ရှိဖௌထတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံလောကဓမ္မေဟိလောကရန်တရားတို့ဖြင့်ဖုဋ္ဌတတွေ့ကြုံလာရတဲ့ယတ္တအကျဉ်းယန္တာပုဂ္ဂိုလ်အားစိတ်တံစိတ်သည်နာကံပတိမတုံလှုပ်အသောကုန်ခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယဟန္တာပုဂ္ဂိုလ်တွေလို့ခေါ်တာနော်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာသောတော်က၈မျိုးဘုံဘုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်သည်တုန်လှုပ်မှုမရှိဘူးဒီနေ့မှာတုန်လှုပ်တယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှုဖြစ်သွားတာကိုတုန်လှုပ်တယ်လို့ပြောတာဘုံဘုံတို့တာမန်အဖြစ်ပုထုဇဉ်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ဝမ်းသာကြတာမကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဝမ်းနည်းကြတာလာဘိနဩနတောလောကောအလာဘိနသဩနတောလာဘလာဘိနဧကထတာရိတသမနာမမနော်သုလသုဘရာအနာရဘိန်တတိကြီးရဲ့သမီးနော်အယူအဆမတူတဲ့နော်အတိုင်းဝိုင်းမှာအိမ်တောင်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြရတာတွေရှိတယ်အဲ့ဒီမှာယဟန္တာအရှင်တို့ရဲ့ဂုဏ်ကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်လာဘိနဩနတောလောကောအလာဘိနသဩနတောလောကကြီးကရလို့ရှိရင်သူတို့လူကျင်တာလေးတွေမြန်ရနိုင်မယ်ဆိုလို့ရှိရင်မြင့်မောက်နေကြတယ်တက်ကြွနေကြတယ်လူကျင်တာလည်းမရဘူးလဲဆိုရောတခါတည်းစိတ်ဓာတ်တွေကနှိမ့်ကျသွားကြပြန်တယ်
လောကရဲ့သဘောနော်လာဘေနဩနတောလောကောအလာဘေနသဩနတောလာဘာလာဘေနဧကထာတာရိတာသမဏမမငါကိုးွယ်နေတဲ့ကိလေသာကုန်ခန့်တဲ့ယန္တာရှင်မြတ်တွေဟာအဲ့လိုရခြင်းမရခြင်းကြောင့်စိတ်ကနော်တုံလှုပ်ခြင်းမရှိဘူးမြင့်မောက်သွားတာလည်းမရှိဘူးနှိမ့်ကျသွားတာလည်းမရှိဘူးလာဘာလာဘေနဧကထာရခြင်းမရခြင်းဒီဟုသောအကြောင်းကြောင့်စိတ်ဟာနှစ်မျိုးဖြစ်မသွားဘူးတစ်မျိုးတည်းပဲငြိမ်ငြိမ်လေးပဲအဲ့ဒါလိုအစွမ်းရှိတယ်လို့ဆိုလာတုဝါဒသူ့ရောက်ခမကြီးကိုအဲ့လိုပြောခဲ့တဲ့စကားရှိတယ်သူရှစ်မျိုးလုံးပြောတာပါလောကရဲ့သဘောကအချမ်းရင်တွေရှိတယ်ဆိုရင်မြင့်မောက်နေကြတယ်အထီးကျန်နေတယ်ဆိုရင်တော့လည်းနှိမ့်ကျနေကြတယ်ချီးမွမ်းခံရတယ်ဆိုရင်လည်းမြင့်မောက်နေကြတယ်ကဲ့ရဲ့ခံရတယ်ဆိုရင်လည်းစိတ်ကညှိုးငယ်နေကြတယ်နှိမ့်ကျနေကြတယ်ချမ်းသာနေတယ်ဆိုရင်လည်းဘာတော့မြင့်မောက်နေကြတယ်ဆင်းရဲသွားပြီဆိုရင်တော့စိတ်ကညှိုးငယ်သွားကြတယ်ဝမ်းသာခြင်းဝမ်းနည်းခြင်းဆိုတဲ့အစွန်းနှစ်ဖက်မှာပဲဒီစိတ်ဟာပြေးနေဟုတ်လားကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းသာနေကြတယ်မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဝမ်းနည်းနေကြတယ်ဒါလောကရဲ့သဘာဝခုယန္တာရှင်မြတ်တွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးနော်ဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနကံပတိနကံပတိတုံလုံးမှုမရှိဘူးတဲ့ဘလို့အတွေ့အကြုံတွေပဲတွေ့ဘာကြီးဖြစ်လို့နေသူ့စိတ်ထဲမှာဝမ်းသာခြင်းဝမ်းနည်းခြင်းဖြင့်တုံလုံးနေတာမျိုးမရှိဘူးအတောကံစိတ်ထဲမှာစိုးရိမ်မှုလည်းမရှိဘူးဝိရဇံစိတ်မှာယာဂဒေါသအညစ်အကြေးပေးချမ်းသွားတယ်ဆိုတာလည်းမရှိဘူးခေမံဘေးဖြစ်သွားတယ်ဆိုတာလည်းမရှိဘူးဘေးလည်းခင်းနေတယ်အကောင်းဆုံးအမြင့်မားဆုံးမင်္ဂလာတရား၄ပါးနော်နကံပတိလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာတုန်လှုပ်မှုမရှိဘူးအတောကံလောကရန်တရားတွေနဲ့တွေ့လို့စိတ်ဟာစိုးရိမ်ခြင်းမရှိဘူးဝိရဇံလောကရန်တရားတွေနဲ့တွေ့လို့စိတ်မှာနော်အညစ်အကြေးမြူတွေတင်သွားတာမရှိဘူးခေမံဘလို့လောကရန်တရားနဲ့တွေ့လို့မှစိတ်မှာဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးတဲ့ဘလောက်ကောင်းတော့နော်ဧတံမင်္ဂလမုဒ္ဓမံအဲ့ဒါအလွန်မှမျက်နှိုးစရာကောင်းတဲ့မင်္ဂလာတရားလို့ခေါ်တာအဲ့ဒါအမြဲတမ်းရော့အဓိပ္ပာယ်ကိုသိပြီးတော့ရော့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ကိုကနော်အတုယူစရာအားကြစရာစံတစ်ခုကိုမှရှိနေရရောက်တယ်ဟုတ်လားယန္တာရှင်မြတ်တည်းရဲ့စိတ်ဟာဘလို့အတွေ့အကြုံမျိုးနဲ့ပဲတွေ့ဘလို့အခြေအနေမျိုးတွေပဲဖြစ်နေသူတို့ရဲ့စိတ်မှာတုန်လှုပ်တယ်ဆိုတာမရှိဘူးစိုးရိမ်နေဆိုတာမရှိဘူးကိလေသာမြူတင်းသွားတယ်ဆိုတာမရှိဘူးဘေးဖြစ်သွားတယ်ဆိုတာမရှိဘူးအဲ့တော့ကျွတ်တို့ရွတ်ဆိုရတဲ့နားလည်မှုနဲ့ရွတ်ဆိုရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာဘာဖြစ်သွားနိုင်တော့အားကြတဲ့စိတ်ဖြစ်သွားနိုင်တယ်ငါလည်းအဲ့လိုဖြစ်ရင်ကောင်းပါပဲဆိုတဲ့စိတ်မျိုးဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်အကယ်၍အဲ့ဒီအချိန်မှာကိုကနော်ထင်ရှားတဲ့လောကဓာတ်တရားတစ်မျိုးမျိုးတွေ့လို့နော်စိတ်ရဲ့တုန်လှုပ်မှုမြန်ဖြစ်နေမဲ့အခါကာလမျိုးကြုံရမယ်ဆိုလို့ရှိရင်ကိုယ်အဲ့ဒီဂါထာမှာပါတဲ့အစုံအမလေးကသတိပေးနေရရောက်သွားလိမ့်မယ်ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်ထိန်းချောင်းပေးတဲ့အနေအထားမျိုးကိုလည်းရောက်သွားနိုင်တယ်မကောင်းဘူးလားအဲ့လိုဖြစ်မယ်ဆိုရင်ကနော်ဒါကြောင့်လောကဓာတ်တရားနဲ့တွေ့ရင်ဘုန်းဘုန်းတို့ကနော်တည်ငြိမ်ဖြစ်အောင်ကြိုးစားကြရမှာဘယ်သူတွေကိုဘုန်းဘုန်းတို့စံထားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ကြိုးစားကြမှာတော့ဘုရားယန္တာအရိယာပုဂ္ဂိုလ်ကြီးတွေကိုစံထားပြီးတော့ကြိုးစားကြရမှာဟုတ်လားမြတ်စွာဘုရားအဲ့လိုလည်းပဲနော်အတူယူအားကြပြီးတော့ကောင်းတဲ့ကောင်းကြိုးစားစေခြင်းနဲ့စိတ်တွေနဲ့ဒေသနာတွေအများကြီးဟောခဲ့တာရှိတာပဲလေ